မင်္ဂလာပါကေဇင် AI Story Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဟိုးရှိတုန်းကဝိရိဟာရဇအတိုင်းမိတ်တီလာပြီးမှဝိရိဟာရဇမင်းကြီးအုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။အဲ့ဒီမင်းကြီးမှာတေနကပက်ကူတာကာမင်ဒနဲ့ဒေဝင်ဒဆိုတဲ့ပညာရှိအမတ်ကြီး၄ဦးရှိခဲ့တယ်ကွယ်။တညမှာတော့မင်းကြီးဟာအင်မတန်မှထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမက်လိုက်ရပါတယ်။နန်းရင်ပြင်ရဲ့1400မှာအေယာမမီးပုံကြီး၄ပုံအလင်းအားညီညီတောက်နေတာကိုမြင်ခဲ့ရတယ်။အဲ့ဒီမီးပုံကြီး၄ပုံကြားမှာမီးပုံငယ်လေးတစ်ပုံဟာရုတ်တရက်ပေါက်လာခဲ့ပါတယ်။အဲ့ဒီမီးပုံငယ်လေးဟာတဖြည်းဖြည်းကြီးထွားလာပြီးမူလမီးပုံကြီးတွေကိုလွှမ်းမိုးသွားပါတော့တယ်။မီးညွန့်တွေဟာကောင်းကင်ရံအထိထိုးတက်ပြီးစကြဝဠာတတိုက်လုံးကိုလင်းထင်သွားစေခဲ့တာပေါ့။နောက်တစ်နေ့မှာတော့မင်းကြီးကပညာရှိအမတ်ကြီးတွေကိုခေါ်ပြီးအိမ်မက်အတေးပဲမေးခဲ့ပါတယ်။အမတ်ကြီးတေနကကတော့ဒါဟာပညာရှိကလေးတူပေါ်ထိုးမဲ့နမိတ်ကောင်းပါလို့ပြန်လျှောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပါရမီရှင်မဟောဒရအလောင်းဟာလူပြေကိုဆင်းသက်လာခဲ့ပါတယ်။ပါရမီဖြည့်ဘက်တငယ်ချင်းနတ်တာ1000လဲမဟောဒရနဲ့အတူလူပြေကိုဆင်းခဲ့ကြတယ်။မဟောဒရအလောင်းဟာတီရိဝရဏတထေးကတော့သူမနာဒေဝီရဲ့ဝမ်းမှာပဋိတန်တွေယူခဲ့ပါတယ်။ကျန်တဲ့တငယ်ချင်း1000လေးကဟဲတထေးကြီး1000ရဲ့အိမ်ဒီမှာတန်တွေယူခဲ့ကြတာပေါ့။ဆယ်လပြည့်တဲ့အခါမှာတော့သူမနာဒေဝီဟာမဟောဒရတော်သားလေးကိုမွေးဖွားလာခဲ့ပါတယ်။ကလေးလေးမွေးဖွားတဲ့အချိန်မှာတရားမင်းကြီးကနတ်ဆေးလုံးတစ်ခုကိုလာပေးခဲ့တယ်ကွယ်။မဟောဒရလေးဟာမွေးချင်းပဲလက်ထဲမှာနတ်ဆေးလုံးကိုစုပ်ကင်ထားခဲ့ပါတယ်။အဲဒီနောက်တရားမင်းကြီးဟာသူ့ရဲ့နတ်ပြေကိုပဲပြန်လဲကြွချီသွားခဲ့ပါတော့တယ်။မဟောဒရလေးဟာမွေးကလေးကစကားပြောနိုင်တဲ့ထူးခြားတဲ့ပါရမီရှင်ကလေးချစ်ခဲ့တာ။မိခင်စစ်သူကကလေးလက်ထဲမှာအရာကိုကြည့်ပြီးဒါဟာနတ်ဆေးလုံးပဲလို့သိလိုက်ပါတယ်။မဟောဒရလေးကလည်းဒီဆေးလုံးဟာဝေဒနာရှင်တွေအတွက်ဆေးဖြစ်ကြောင်းမိခင်ကိုပြောခဲ့တယ်။အဲ့ဒီအချိန်မှာဖခင်တထေးကြီးဟာ9နှစ်တိုင်ခေါင်းကိုက်ဝေဒနာခံစားနေတာပေါ့။မိခင်စစ်သူကအဲ့ဒီနတ်ဆေးလုံးကိုကြောက်ဖြင်းမှာတွဲပြီးတထေးကြီးရဲ့နှဖုံးမှာလင်ပေးလိုက်ပါတယ်။ထူးဆန်းလွှစွာနဲ့တထေးကြီးရဲ့ခေါင်းကိုက်ဝေဒနာဟာချက်ချင်းဆိုသလိုပျောက်ကင်းပါခဲ့တယ်။တထေးကြီးဟာဝမ်းသာအားရဖြစ်သွားပြီးတခြားဝေဒနာရှင်တွေကိုလည်းဆေးကူပေးခဲ့တယ်။ဆေးလင်သမျှလူတွေအားလုံးဟာယောဂဝေဒနာတွေပျောက်ကင်းချမ်းသာသွားကြတယ်။ဆေးစွမ်းကြောင့်ကြော်ညားလာတဲ့အတွက်ကလေးကိုမဟောဒရလူအမိမိခေါ်လိုက်ပါတယ်။မဟောဒရဆိုတာဟာအင်မတန်ကြီးမားတဲ့ဆေးစွမ်းရှိသူလို့အဓိပ္ပာယ်ရတာပေါ့ကွယ်။မဟောဒရလေးဟာအသက်9နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပါတယ်။တငယ်ချင်း1000နဲ့အတူရွာပြင်ကစားကွဲမှာပျော်ပျော်ပါပါကစားခဲ့ကြတယ်။ကစားကွဲမှာနေဘူးမိုးရွာခိုးနားစရာမရှိတာကိုမဟောဒရနာတတိထားမိခဲ့တယ်။အဲဒါကြောင့်တငယ်ချင်း1000ကိုစုအောင်ပြီးဇရက်ကြီးစောက်ဖို့ကိုတိုက်တွန်းခဲ့ကြတာပေါ့။တငယ်ချင်းတဦးကိုတက်ကျက်စီစုပေါင်းပြီးဇရက်ကြီးစောက်လုပ်ဖို့စတင်ခဲ့ကြတာပေါ့။မဟောဒရရဲ့စီမံမှုနဲ့အင်မတန်မှခမ်းနားလာပါတဲ့ဇရက်ကြီးတစ်စောင်ပေါ်လာပါတယ်။အဲဒီဇရက်ကြီးဟာပန်းဥယျာဉ်တွေရေကန်တွေနဲ့အလွန်ကိုတာယာလှပခဲ့တယ်။လမ်းသွားလမ်းလာခရီးသည်တွေနားခိုဖို့အတွက်လည်းအဆင်ပြေအောင်လှုပ်ပေးခဲ့တယ်။မဟောဒရရဲ့ပညာရှိမှုနဲ့စီမံနိုင်မှုတွေဟာတနေ့ထက်တနေ့ကြော်ညားလာခဲ့ပါတော့တယ်။ဝိရိဟာရဇမင်းကြီးဟာအရင်ကမက်ခလဲအိမ်မက်ကိုပြန်လဲတတိရလာခဲ့တယ်။အခုဆိုရင်ပညာရှိကလေးဟာအသက်9နှစ်အရွယ်ရောက်နေလောက်ပြီလို့တွေးမိခဲ့တယ်။အဲဒါကြောင့်အရက်လေးမျက်နာကိုအမတ်တွေကိုလွတ်ပြီးပညာရှိကိုရှာဖွေခိုင်းလိုက်ပါတယ်။အရှိဘက်အရက်ကိုသွားတဲ့အမတ်ကြီးဟာပါရမီရှင်မဟောဒရကိုတွေ့ရှိခဲ့တာပေါ့။မဟောဒရဆောက်ထားတဲ့ဇရက်ကြီးနဲ့သူ့ရဲ့လွတ်ဆောင်မှုတွေကိုအမတ်ကြီးမြင်ခဲ့ရတယ်။အမတ်ကြီးဟာမင်းကြီးစီကိုပြန်လာပြီးမဟောဒရအကြောင်းအကမလုံးလျှောက်တင်ခဲ့တယ်။မင်းကြီးဟာအိမ်မက်ထဲကပညာရှိကိုတွေ့ပြီးဆိုပြီးအလွန်မဲ့ဝမ်းသာသွားခဲ့တယ်။မဟောဒရကိုနန်းတော်ထဲခေါ်ဆောင်ဖို့အတွက်မင်းကြီးကစောင့်ကြည့်စေခဲ့တယ်။ဒါကတော့ပညာရှိမဟောဒရရဲ့အံ့ဖွယ်မွေးဖွားခြင်းနဲ့စတင်ပေါ်ပေါက်လာပုံပဲဖြစ်ပါတယ်။ဆက်လက်ပြီးမဟောဒရစီရီခန်းများနဲ့ဇတ်တော်သမိုင်းတော်များကိုတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။